အားလုံးပဲမင်္ဂလာပါချက်လက်များ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အာရှတိုက်ကဒီနေ့အထိသိပ္ပံပညာရှင်တွေအဖြေမရှာနိုင်သေးတဲ့ရှေးဟောင်းလျှို့ဝှက်ချက်နေရာ၅ခုကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1လာအိုနိုင်ငံကကြောက်စီပိုင်းလွင်ပြင် Plain of Jars လာအိုနိုင်ငံမြောက်ပိုင်းမှာတန်ချိန်ပေါင်းများစွာလေးချိန်ရှိတဲ့ကြောက်စီပိုင်းတွေထောင်ပေါင်းများစွာပြန့်ကျဲနေပါတယ်ဒီကြောက်စီတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဖန်တီးခဲ့တယ်လို့ယုံကြည်ခဲ့ကြပေမဲ့ဘလို့တည်ယူခဲ့ကြတယ်လဲဘာအတွက်အသုံးပြုခဲ့ကြတယ်လဲဆိုတာတော့ယနေ့ထိအတိမပြုတ်နိုင်သေးပါဘူးနံပါတ်2ဂျပန်နိုင်ငံယူနာဂူနီ Monument ဂျပန်နိုင်ငံယူနာဂူနီကျွန်းနီပင်လယ်ရေအောက်မှာလေကားတစ်တွေနိုင်ရန်တွေလိုတိကျဖြစ်နေတဲ့ပုံသဏ္ဍာန်ရှိတဲ့ကြောက်ဆောင်ကြီးတွေကိုတွေးရှိထားပါတယ်ဒါဟာသဘာဝအတိုင်းဖြစ်ပေါ်လာတာလားဒါမှမဟုတ်လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလူတွေတိစောက်ခဲ့တဲ့မြို့ဟောင်းလားဆိုတာကိုဒီနေ့ထိငင်းကုန်နေကြဆဲဖြစ်ပါတယ်နံပါတ်3အိန္ဒိယနိုင်ငံ Rocket Skeleton Lake ဟိမဝန္တာတောင်ပေါ်ကရေခဲအိုင်တစ်ခုမှာလူအယိုးစုရာနဲ့ချီပြီးတွေ့ရှိခဲ့ပါတယ် DNA စစ်စစ်တွေ့ရှိချက်တွေအရဒီလူတွေဟာတစ်ချိန်တည်းမှာတည်ဆုံးခဲ့တာမဟုတ်ပဲနှစ်ပေါင်း1000ခန့်ကွာခြားခဲ့တဲ့အုပ်စုတွေဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်သူတို့တွေဘာကြောင့်ဒီနေရာကိုရောက်လာခဲ့ကြလဲဆိုတာကတော့ဘယ်ဟီနီးဖြစ်နေစေပါနံပါတ်4ပါကစ္စတန်နိုင်ငံကမိုဟင်ဂျိုဒါရိုလွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကအလွန်တိုးတက်ခဲ့တဲ့မြို့ပြယဉ်ကျေးမှုဖြစ်ခဲ့ပေမဲ့တစ်ချိန်မှာတော့လူသူကင်းမဲ့ပြီးပြတ်သုံးသွားခဲ့ပါတယ်စစ်ပွဲထောက်ထားလည်းမတွေ့ရသလိုဘာကြောင့်ပြတ်သုံးသွားတယ်ဆိုတာကခုထိအတိမပြုတ်နိုင်သေးပါဘူးနံပါတ်5တရုတ်နိုင်ငံကလော်ယူကေဗ်1992ခုနှစ်မှာရေကန်တစ်ခုကိုရေစုပ်ထုတ်ရကနေအီယာမလူလုလိုင်ကူ24ခုကိုမထင်မဲ့ပဲတွေ့ရှိခဲ့ပါတယ်နှစ်ပေါင်း2000ကျော်သက်တမ်းရှိတဲ့ဒီလိုင်ကူတွေကိုဘသူတွေတူးဖော်ခဲ့တာလဲတူးထုတ်ခဲ့တဲ့ကြောက်တုံးတွေအမြောက်များဘယ်နေရာမှာရွှေ့ပြောင်းခဲ့လဲဆိုတဲ့သမိုင်းမှတ်တမ်းတစ်ခုတောင်မရှိပါဘူးဒီလျှို့ဝှက်ချက်တွေကတချို့ဟာအနာဂတ်သိပ္ပံပညာကအဖြေရှာကောင်းရှာနိုင်ပါလိမ့်မယ်ဒါပေမဲ့ဒီနေ့ထိတော့အာရှတိုက်ရဲ့အကြီးမားဆုံးသမိုင်းဝင်ဗဟိနီးတွေထဲမှာပါဝင်နေသေးဖြစ်ပါတယ်ဒီ၅ခုထဲမှာမိတ်ဆွေစိတ်ဝင်စားဆုံးကဘယ်တစ်ခုလဲကွန်မန့်မှာရေးခဲ့ပေးပါဦးဒီလိုစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းသိပ္ပံနဲ့ကမ္ဘာတစ်ဝန်းကထူးခြားတဲ့အချက်လက်လေးတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာမို့လို့ကျွန်တော်တို့အချက်လက် channel လေးကို like and follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးခင်ဗျာကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ